สวัสดีค่ะยินดีต้อนรับสู่นมัสการเช้าของคริสตจักรไซออนเมียนมาแบปติสต์ค่ะစီအောင်မြန်မာနေချင်းခရီးအသင်းတော်မဟာချိုင်မနနဲ့အာယုံကူကွယ်ကူပြုခြင်းအစီအစဉ်မှာဂျာနာဘိုရင်အတွက်နှုတ်ကပတ်တမချမ်းစာတစ်ပိုက်ကိုဖတ်ကြားပါမယ်။ယောမဩဝါစာအခန်းကြီး14ငွေ19ဖျားသခင်နိုင်ငံတော်သည်အစားအသောက်၌မတည်ဖြောင့်မတ်ခြင်းငြိမ်သက်ခြင်းတန်ရှင်းသောဝိညာဉ်တော်အားဖြင့်ခံရသောဝမ်းမြောက်ခြင်း၌တည်၏ဘုရားသခင်နိုင်ငံတော်ဒီနေရာမှာတော့အသင်းတော်ယောမအသင်းတော်မှာလာပြီးတော့ယုံကြည်သူတွေကဘယ်အစားအစာကတန်ရှင်းတယ်ဘယ်အစားအစာမတန်ရှင်းဘူးဘယ်အကောင်ကတော့တန်ရှင်းတယ်ဘယ်အကောင်မတန်ရှင်းဘူးဒီနေ့မောရှိပြညတ်ထားတဲ့ဒီနေ့ဒီလိုခွာမကွဲစမှုပြတဲ့အကောင်တွေကမတန်ရှင်းဘူးခွာကွဲစမှုပြအကောင်ကတန်ရှင်းတယ်စသဖြင့်အစားအသောက်နဲ့ငင်းခုန်ကြတယ်အစားအသောက်နဲ့အသင်းတော်မှာတယောက်အမြင်မကြည်မှုတွေဖြစ်ကြတယ်ဒီခါမှာတမန်တော်ကြီးရှင်ပေါလုကဘုရားသခင်နိုင်ငံတော်အစားအသောက်နဲ့မတည်ဘူးဒီတမန်တော်ခင်မှာစီလုံးညီညွတ်စွာဖြင့်အမှုတော်ဆောင်ခဲ့တယ်ဖျားရှိခိုးမှုပြုခဲ့တယ်ဒီအစားအသောက်ကိစ္စနဲ့အသင်းတော်မှာမတင်မှုတွေအမြင်မကြည်မှုတွေငင်းခုန်မှုတွေမရှိသေးဘူးဒီဘောမှာအခြေမခံပါဘူးအခြေခံတာနံပါတ်1ဖြောင့်မတ်ခြင်းတခင်ရှုခွင့်အားဖြင့်ရရှိတဲ့ဖြောင့်မတ်ခြင်းကျွန်တော်ယုံကြည်သူအားလုံးကဖြောင့်မတ်တော်သူတွေဖြစ်ပါတယ်ဒီဘောမှာအခြေခံပါတယ်ဒီဖြောင့်မတ်တဲ့ငြိမ်သက်ခြင်းရှိပါတယ်ဒါမှမဟုတ်အသင်းတော်မှာမငြိမ်သက်ဘူးအသင်းတော်မှာငြင်းခုန်မှုတွေနဲ့ပျော်ရွှင်စရာမကောင်းမှုဆိုရင်ဒါဘုရားသခင်နိုင်ငံတော်မဟုတ်ပါဘူးဒုတိယတစ်ချက်အနေနဲ့ငြိမ်သက်ခြင်းပေါ်မှာအခြေတည်တယ်နောက်ဆုံးတစ်ခုကတော့တန်ရှင်းသောဝိညာဉ်တော်အဖြစ်ခံရတဲ့ဝမ်းမြောက်ခြင်းဒီဝမ်းမြောက်ခြင်းကကျွန်တော်လူအသွေးအသားလူစားတိဆိုတာတဲ့ဘုရားသခင်တန်ရှင်းသောဝိညာဉ်တော်အဖြစ်ရရှိတဲ့ဝမ်းမြောက်ခြင်းကိုဆိုလိုတာဖြစ်ပါတယ်။ဒါမို့ဘုရားသခင်ရဲ့နိုင်ငံတော်မှာဘုရားသခင်ရဲ့သားသမီးရှိတဲ့အရာမှာဖြောင့်မတ်ခြင်းညီသက်ခြင်းနဲ့ဝမ်းမြောက်ခြင်းဒီဟူသောဤချင်းသုံးခြင်းအနိတ္တရာရှိသောအရာသုံးခုအားဖြင့်ကျွန်တော်တို့ရဲ့အသင်းတော်ကျွန်တော်ရဲ့နိုင်ငံတော်ကျွန်တော်ဖျားသားသမီးရှိတဲ့အရာ၌ဆက်လက်ပြီးတော့ပျော်ရွှင်ဝမ်းမြောက်ငြိမ်သက်နိုင်ပါစေကြောင်းဝင်လာပါတယ်အားလုံးဖျားကောင်းကြီးပေးပါစေဘုရားသခင်နည်းနည်းအချိန်နဲ့ကောင်းမွန်စွာနှုတ်ထွက်ခွင့်ရပြီးဘုရားသခင်ရဲ့ကြီးစွာသောနှုတ်ကပတ်တော်ကိုအသက်တာမှာခံစားဖို့ရန်နိတ္တတစ်ကိုဖန်ဆင်းပေးသောကြောင့်ကြီးတော်ချီးမွမ်းပါတယ်ဒီတလုံးကိုပို့ဆောင်ပါဒီနေ့အလုတ်သွားအလုတ်ပြန်လုပ်ငန်းခွင်တွေမှာဖျားသခင်ကောင်းချီးပေးပါမကောင်းသောအမှုအရာပေါက်ပန်တွေဖယ်ရှားတတ်ပါပါတင်တော်မှာရှိတဲ့တချီသူတွေတက်လက်တွေလူငယ်လူရွယ်တွေခလေးတွေများအားလုံးကောင်းချီးပေးပါကျွန်တော်ဒီဖျားကြီးစုတော်အားဖြင့်ဖျားသခင်ပေးသောနေ့ရက်ကာလကိုရည်တွက်နိုင်စေနိုင်ဖို့ကျွန်တော်ကျမတို့ကိုဓမ္မတရားရဲ့အလင်းပညာတရားရဲ့အလင်းများသုံးလုံးချပေးပါနည်းနည်းအချိန်မှနေ့လည်နေဝေမိုးချို့တည်တဲ့အောင်ဘုရားသခင်လမ်းပြပါမယ်ကြောင်းသခင်ရှုခရစ်တော်ဖျိုင်းနာမနဲ့ဆုတောင်းပါ၏အာမင်အဖဘုရားသခင်မြတ်တာတော်သခင်ရှုခရစ်ရဲ့ကျေးဇူးတော်တန်ရှင်းသောဝိညာဉ်တော်ဖျိုင်းမိတာဖို့ခြင်းသည်ဒီနေ့တင်တော်မှာရှိတဲ့အသင်းတော်များဆက်ဆံနေရှိတဲ့မိသားစုများကျွန်တော်ကျမတို့အားလုံးတို့ပေါ်တို့ယခုမှစ၍ကာလအစဉ်နဲ့တက်ရောက်တည်ရှိတည်နေပါစေသောအာမင်